အားလုံးပဲမြင်လာပါထိုင်းနိုင်ငံဆိုတာကတော့ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံတန်နိုင်ငံဖြစ်တာနဲ့အညီကျွန်တော်မြန်မာနိုင်ငံနဲ့လည်းနယ်နိမိတ်များစွာထိစပ်နေတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်ကျွန်တော်တို့မြန်မာလူမျိုးအများအပြားလဲရွှေ့ပြောင်းနေထိုင်အလုပ်လုပ်ကင်နေကြပါတယ်ဒီလိုအများအပြားနေထိုင်တာနဲ့အညီနေ့စဉ်နဲ့အများပြဿနာလေးတွေကလည်းရှိနေတတ်ပါတယ်ဒီလိုတိုးတက်နေတဲ့နိုင်ငံတစ်နိုင်ငံနဲ့အနေနဲ့လည်းတိုးတက်နေတဲ့နည်းပညာတွေနဲ့အတူတူကျွန်တော်တို့ cash money အစား digital money mobile money တွေက အသုံးများကြပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံသားတွေအနေနဲ့လည်းနေထိုင်အလုပ်လုပ်ကင်နေတာနဲ့အညီ digital money တွေကိုအဆင်ပြေအောင်ကျွန်တော်တို့အသုံးပြုကြရပါတယ်လစာငွေလက်ခံရန်အသုံးဆောင်ပစ္စည်းဝယ်တဲ့နေရာတွေမှာမရှိမဖြစ်ကျွန်တော်တို့ကအသုံးပြုနေကြရပါတယ်အများစုသောလုပ်ငန်းတွေကတော့ digital payment ကိုအသုံးပြုပြီးလစာငွေပေးချေကြပေမဲ့တချို့သောလုပ်ငန်းအသေးတွေမှာတော့ရိုးရိုး cash money ကိုသာအသုံးပြုပြီးလစာငွေပေးကြပါတယ်ပြဿနာဒီမှာစတာပါပဲဟိုတရက်ကကျွန်တော် Facebook သုံးနေရင်းနဲ့ post တစ်ခုတွေ့လိုက်ပါတယ်အမကြီးတယောက်ကိုရဲအရာရှိတွေကလောင်းကစားနဲ့ပတ်သက်တဲ့အမှုကိစ္စနဲ့ဖမ်းသွားခဲ့ကြတယ်ပြဿနာကတော့ဒီအမကြီးရဲ့ဘဏ်အကောင့်ငွေလက်ခံတဲ့ဟာ online လောင်းကစားငွေလက်ခံတဲ့ဘဏ်အကောင့်နဲ့တူနေပါတယ်ပြဿနာအမှုကိစ္စတွေဖြစ်လာတော့လေအမှုကိစ္စတွေကိုဖြေရှင်းကြရပါတယ်ဒီနေရာမှာအမကြီးကဘဏ်ကတ်ကိုအသုံးပြုမနေပါဘူးသူကိုယ်တိုင်လည်းသူ့ရဲ့လစာငွေကိုရိုးရိုး cash money နဲ့ပဲသူ့ရဲ့တထေးစီကနေလစဉ်လာတိုင်းထုတ်ယူနေခဲ့တာလည်းကြာပါပြီအမကြီးရဲ့ပွဲစားဖြစ်သူကအမကြီးရဲ့ကိုယ်ပိုင်အချက်အလက်တွေကိုယူပြီးဘဏ်မှာအကောက်ဖွင့်ပြီးဒီအမကြီးရဲ့ဘဏ်အကောက်ကိုရောင်းစားခဲ့လိုက်တာပါသူကရောင်းစားခဲ့လိုက်ပေမဲ့သူ့ရဲ့ဘဏ်အကောက်က online လောင်းကစားလုပ်တဲ့နေရာတွေစီကိုရောက်သွားတော့ရဲကသူ့ကိုပဲလိုက်ခဲ့ပါတယ်ပြဿနာတွေဖြစ်လာတော့အမကြီးလည်းဖြေရှင်းခဲ့ရပါတယ်ဒါပေမဲ့ဒီအမကြီးကအခုဆိုလို့ရှိရင်တော့အမှုကိစ္စအလုံးပြီးသွားပြီးအေးအေးဆေးဆေးနဲ့ဖြစ်နေပါပြီပြောချင်တာတော့ထိုင်းနိုင်ငံရောက်နေတဲ့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေကအခြေခံလုပ်သားများပါတယ်တချို့လည်းဘူးတုတအားနည်းကြပါတယ်ဆိုတော့ဒီလိုအားနည်းတဲ့သူတွေအပေါ်ကိုအခွင့်ကောင်းယူတဲ့ပွဲစားတွေလည်းအများပြားရှိနေပါတယ်ဆိုတော့ကိုယ့်ရဲ့ဘဏ်အကောင့်ကိုဘယ်သူ့မှမပေးပါနဲ့လူတယောက်ကဘဏ်တစ်ခုနောက်တစ်ခုရှိတဲ့ဘဏ်တွေတိုင်းမှာအကောင့်လိုက်ဖွင့်နေလို့ရပါတယ်ဆိုတော့အကောင့်တွေအများကြီးဖွင့်လို့ရပေမဲ့ကိုယ့်ရဲ့အချက်လက်တွေနဲ့အားလုံးဖွင့်ရတယ်ဆိုတာကိုမမေ့ပါနဲ့တချို့သူတွေကလည်းကိုယ့်ရဲ့ဘဏ်ကိုယ့်ရဲ့အချက်လက်တွေကိုငှားပြီးတော့ရောင်းပြီးတော့မျိုးလှုပ်ကြပါတယ်တချို့လည်းဘတ်ထောင်ကနန်းနဲ့ရောင်းစားကြပါတယ်တချို့လည်းလစဉ်ဝင်ငွေနဲ့ငှားစားကြပါတယ်ဒီလိုငှားစားနေရတွေကကိုယ့်အတွက်အန္တရာယ်ရှိနေတယ်ဆိုတာတွေကိုမသိတဲ့သူတွေအတွက်ကျွန်တော်ဒီဗီဒီယိုလေးကနေပြီးတော့ပြောပြလိုက်ခြင်းဖြစ်ပါတယ်ဆိုတော့မိမိရဲ့ဘဏ်မိမိရဲ့အချက်အလက်တွေကိုတခြားသူကိုမပေးပါနဲ့မယောင်းစားပါနဲ့ပွဲစားတွေတောင်းရင်လည်းပေးစရာမလိုပါဘူးဒီဟာတွေကတစ်ချိန်မှာကိုယ့်အတွက်ပြဿနာဖြစ်လာနိုင်နေဆိုတာကိုသိထားဖို့လိုပါတယ်ဆိုတော့အားလုံးကိုကျေးဇူးတင်ပါတယ်ရာရာခတ်သိမ်းအေးချမ်းပါစေနောက်ဗီဒီယိုလေးမှာပြန်တွေ့ပါမယ်